လောက်ကျန်တက်ဖြတ်သူတဦးဟာသူ့ရဲ့ပြစ်မှတ်ကိုရှင်းလင်းဖို့အတွက်ကြိုးတစ်ချောင်းကိုအသင့်ပြင်ထားပါတယ်။ဒါပေမဲ့ရုတ်တရက်လေရင်ကလေဟာနယ်နဲ့တိုးပြီးတုန်ခါသွားတာကြောင့်လူသက်သမားရဲ့အစီအစဉ်ပြတ်သွားခဲ့ရတယ်။သူဟာနောက်ထပ်အခွင့်အရေးကိုထပ်ဆောက်နေလုံးမှပဲပြစ်မှတ်ဖြစ်တဲ့အမျိုးသားကသူ့ထိုင်ကုန်ကိုအပြန်လမ်းမှာရှိတဲ့ထီတစ်ချောင်းကိုခလုတ်တိုက်မိပြီးနောက်ကိုအတင်းတွန်းပို့လိုက်ပါတယ်။အဲ့ဒီထီထိပ်ဖြားကလူသက်သမားရဲ့ပေါင်ကိုစိုက်ဝင်သွားခဲ့ပြီးအဲ့ဒီထီမှာအစိတ်တွေလူထားတာကြောင့်လူသက်သမားဟာနေရာတင်သေဆုံးသွားပါတော့တယ်။အဲ့ဒီအမျိုးသားကတော့သူလူတစ်ယောက်ကိုတတ်မိလိုက်မှန်းတောင်မသိလိုက်ပါဘူး။လေရင်ဆင်းတက်ပြီးတဲ့နောက်အလောင်းကိုတဲထုတ်သွားတာကိုမြင်တော့လူသက်သမားရဲ့အပေါင်းဖော်ကသူတို့အလုပ်ပြီးပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့တေချာကြည့်လိုက်တော့မှတေနေတာကသူ့ဖော်ဖြစ်နေပြီးပြစ်မှတ်ကအသက်ရှင်နေလုံးဆိုတာသိသွားခဲ့ပါတယ်။ဒါနဲ့သူဟာကားနဲ့နောက်ကနေလိုက်ပြီးလမ်းကွေ့တစ်ခုမှာအရှိန်မြင့်ကလမ်းဘေးချုံပုတ်ထဲမှာပုံပြီးစနိုက်ပါရိုင်ဖယ်နဲ့ပစ်ခတ်ပါတော့တယ်။ကြည်စံကကားအမိုးပေါ်ကလှေကိုထိမှန်သွားတာကြောင့်အမျိုးသားရဲ့အမြင်အာရုံကိုပိတ်သွားပြီးကားကအရှိန်မထိန်နိုင်ပဲလမ်းဘေးကိုထိုးဆင်းသွားခဲ့ပါတယ်။လူသက်သမားကတော့ရှောင်ချိန်မရပဲကားနဲ့တိုက်မိပြီးလွင့်ထွက်သွားပါတော့တယ်။အမျိုးသားရဲ့ကားကတော့ကမ်းခြေထိထိုးဆင်းသွားပြီးတရားတိုင်တစ်ခုနဲ့ညှိကဘေးကင်းနဲ့ရပ်တန့်သွားခဲ့ပါတယ်။လူသက်သမား2ယောက်လုံးတည်သွားတာကိုသိတော့သူတို့ရဲ့ခေါင်းဆောင်ကဒေါသထွက်ပြီးကိုယ်တိုင်ပဲရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကတော့တထေးကြီးတဦးရဲ့ပါတီပွဲကျင်းပနေတဲ့အိမ်ကြီးကိုရောက်နေပါပြီ။တပ်တော်ဆောင်တွေကလူသက်သမား1ယောက်ရောက်နေတဲ့ဆိုတဲ့သတင်းကြောင့်အဲ့ဒီအမျိုးသားကိုလူသက်သမားလို့မှားယွင်းသတ်မှတ်လိုက်ကြတယ်။တပ်တော်ဆောင်1ယောက်ကအမျိုးသားရဲ့အခန်းထဲကိုခိုးဝင်ချိန်မှာပဲတခြားလူသက်သမား1ယောက်နဲ့ထိတ်တိုက်တိုးပြီးအသက်ခံလိုက်ရပါတယ်။အမျိုးသားအခန်းထဲပြန်ဝင်လာတဲ့အခါလိုက်ကနောက်မှာလူ1ယောက်ရဲ့ခြေထောက်ကိုတွေးလိုက်ရတာကြောင့်စိတ်ဆိုးမှန်ဆိုးနဲ့တိုက်ခိုက်လာတဲ့လူသက်သမားကိုအမျိုးသားကအလွယ်တကူပဲရှောင်လိုက်နိုင်ပါတယ်။သူဟာထီတစ်ချောင်းကိုကောက်ကင်ပြီးပြန်ခုခံရင်းနဲ့ရေကူးကန်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့တယ်။ပါတီကဧည့်သည်တွေကတော့ဒါကိုပြဆက်တစ်ခုလို့ထင်နေကြပြီးအင်ရှင်တထေးကြီးကိုပါရေကူးကန်ထဲတွန်းချလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာလူသက်သမားကထီနဲ့လှမ်းပစ်လိုက်ပေမဲ့အမျိုးသားကိုမထိပဲတကယ်ပြစ်မှတ်ကိုသွားထိမှန်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီလူသက်သမားကိုလည်းချောင်းမြောင်းနေတဲ့ရဲတွေကပစ်တက်လိုက်ပါတယ်။ဒီလိုနဲ့မတော်တဆမှုတွေကြောင့်ပဲအမျိုးသားဟာရဲတွေကိုအမှုဖြေရှင်းပေးနိုင်ခဲ့တာပါ။